24ပစ္စည်း logo ဆွဲတဲ့ပုံလေးတည်ကျင်နေဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုစောင့်ကြည့်ပေးသွားပါရှင်အားလုံးပဲမင်္ဂလာပါရှင် Star Group နဲ့နာမကျဆိုပါဒီမှာပန်တူးလေးကိုယူလိုက်မယ်ပေါ့နော်ပန်တူးလေးကိုယူလိုက်မယ်ပြီးပြီးဆိုရင်စမတို့ကသူ line လေးကိုဖြောင်းချင်နေဆိုရင် keyboard ကနေ shift key ကိုဖိပြီးတော့ဆွဲလိုက်ပါပြီးရင် enter ခေါက်မယ်ဆိုတော့24ပစ္စည်းစဝိုင်းတစ်ခုမှကျွန်တော်က360 degree ရှိတယ်24ပစ္စည်းဒါဆိုရင်360ကိုတီးမယ်ဆိုတော့ဘာနဲ့စားမှာလဲဆိုလို့ရှိရင်360ကိုအစား24နဲ့စားလိုက်ပါဆိုတော့အနာလေးခေါင်းလိုက်မယ်ဒါဆိုရင်စမတို့ဘာလေးကြောက်လာမလဲဆိုလို့ရှိရင်15 degree ဆိုတော့လှည့်တဲ့အခါမှာဘယ်လောက်လှည့်ပေးရမလဲဆိုရင်တစ်ခုကိုစမတို့က15 degree လှည့်ပေးရမယ်ဒါဆိုဒီမှာ transformation ဆိုတာလေးရှိတယ်တကယ်လို့ဒီပေါက်လေးမရှိရင် object ထဲကိုသွားပါပြီးတော့စမတို့က transformation နဲ့က rotate ဆိုတာလေးကိုယူလိုက်ပါအဲ့ဆိုစမတို့ဒီပေါက်လေးကြာလာပါလိမ့်မယ်ဒီမှာဆိုရင်စမတို့က15 degree ပြီးတော့ဆိုရင်စမတို့အောက်ရှိရဲ့ဒီ center point လေးကနေလှည့်မှာဖြစ်တဲ့အတွက်အောက်ရှိရဲ့ center လေးမှာတက်ချက်နေမယ်ဆိုတော့တပုံပဲဒီတစ်ခုပဲပွားချင်တာဖြစ်တဲ့အတွက် copy ဆိုတဲ့နားမှာ1ဆိုတာလေးကိုနှိပ်ပါပြီးတော့ apply ကိုနှိပ်လိုက်မယ်ဆိုတော့ဒီမှာဆိုရင်ဘာလေးကြားလာမလဲဆိုလို့ရှိရင်စမတို့ဒီ15 degree လေးလှည့်သွားမယ်ပေါ့နော်ပြီးတော့ဒါလေးကိုအနားလေးကိုဆက်မှာဖြစ်တဲ့အတွက်ဒီပေါ်မှာတစ်ချက်လေးထားပါပြီးပြီးဆိုရင်ဒီမှာဒီအဆက်လေးမှာသွားပြီးတော့ဆိုတော့အဝိုင်းပုံစံလေးတွေပြီးရင်အရှုံးပုံတောင်ကျွန်းပုံစံလေးတွေပေါ့နော်ကိုလိုတလို့ဆက်လို့ရပါတယ်ဒါဆိုရင်စမကဒီမှာအဝိုင်းပုံစံလေးနဲ့ဆက်လိုက်မယ်ပြီးသွားပြီဆိုရင်တော့ဘာသုံးပေးမှလဲဆိုရင်ဒီထဲမှာ color လေးထည့်မယ် color ထည့်ခြင်းနဲ့ဆိုတော့ smart frame လေးကိုသုံးလိုက်ပါပြီးပြီဆိုရင်တော့ color လေးထဲမှာအဖြူရောင်လေးကိုယူပြီးတော့ shade လို့ရပါတယ်ဒါလေးကိုကျွန်တော် group ဖွဲ့ချင်တာဖြစ်တဲ့အတွက်အကုန်လုံး select ပေးပါပြီးရင် group ဖွဲ့မယ်ဆိုတော့ control G ဆိုတာလေးနဲ့နှိပ်လိုက်မယ်ဟုတ်ပြီပြီးသွားပြီဆိုရင်ကျွန်တော်တို့က15 degree ပဲထားမယ်နောက်ထပ်အောက်ခြေရဲ့ဒီဘက် down ကနေလှည့်ချင်တာဆိုတော့အဲ့ဆို point လေးကိုဒီဘက် down လေးမှာယူလိုက်မယ်ပြီးသွားပြီဆိုရင်တော့ဒါဘယ်လောက်လဲဆိုရင်တစ်ခါလေးနဲ့23ခုလုံးပွားလိုက်မယ်ပြီးတော့ apply လို့နှိပ်လိုက်ပါအဲ့ဆိုစမတို့လိုချင်တဲ့24ပစ္စည်းပုံစံလေးရသွားပါလိမ့်မယ်ပြီးပြီဆိုရင်တော့ဒါလေးကို group ဖွဲ့ချင်တာဖြစ်တဲ့အတွက် select ပေးမယ်control ရဲ့ G ကိုနှိပ်ခဲ့ပေးလိုက်ပါဆိုတော့ဒီမှာဆိုရင် group ဖွဲ့သွားမယ်သူရဲ့နောက်မှာစမတို့ color လေးထည့်ချင်တာဖြစ်တဲ့အတွက်ဒီမှာ ellipse လေးကိုယူမယ် control လေးကိုဖိလိုက်ပါပြင်ဒီမှာဆွဲလိုက်မယ်ဆိုတော့အရောင်လေးကိုအနက်ရောင်လေးထားမယ်အောက်ရှိမှာတော့ဒီပုံလေးကိုအောက်မှာချချင်တာဖြစ်တဲ့အတွက် keyboard ကနေပြီးတော့ shift page down ဆိုပြီးတော့နှိပ်လိုက်ပါဟုတ်ပြီနော်ပြီးတော့ဆိုရင်ဒါလေးကို select လေးပေးမယ်ပြီးရင် CEပြီးတော့ရင် C ရဲ့ E ရဲ့ကိုနှိပ်လိုက်ပါဒါဆိုရင်စံနာလေးညီသွားပါလိမ့်မယ်ဒါဆိုစမတို့လိုချင်တဲ့24ပစ္စည်းပုံစံလေးရသွားပါလိမ့်မယ်ရှင် Okay လိုက်လို့ကြည့်လိုက်ပါနော်ဒီဗီဒီယိုလေးကအားလုံးအတွက်အကျိုးရှိတယ်ဆိုရင် comment မှာ yes လို့ရေးခဲ့ပေးပါအောင်ရှင်ဒီတင်ငန်းလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ logo design လေးတွေကိုအသေးစိတ်ဆွဲတဲ့ class လေးကို join ချင်တယ်ဆိုရင် Corel class လေးကို join လို့ရပါတယ်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်